ဆက်လာဒီကနေအခုမှစပြီးတော့ငွေရှာမယ်ဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုကြည့်လိုက်ပါအရင်ဆုံးကျွန်တော်တို့ Telegram မှာကျွန်တော်တို့မြန်မာအေးချမ်းဆက်လေးကျွန်တော်တို့အဲ့လိုရရှာလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီလို channel လေးတွေကြာလာနိုင်မှာပေါ့နော်ကျွန်တော်တို့ဒီအပေါ်ဆုံးကဆက်လာဒီမြန်မာအေးချမ်းဆိုတဲ့ channel လေးတော့ဝင်လိုက်မယ်ပြီးရင်တော့ကျွန်တော်အပေါ်နေနဲ့ဆွဲမယ်ဒီမှာကျွန်တော်တို့ VPN ချက်ရတယ်ဆက်လက်ထွေးအကောက်ဖွင့်ရဆိုတော့ကျွန်တော်တို့ link လေးတွေကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဆက်လက်ထွေးရတော့ကျွန်တော်တို့ VPN လေးကိုကျန်တဲ့ CK လက်ထွေးနဲ့ TG လက်ထွေးရတော့ကျွန်တော်တို့ VPN မလုပ်ဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဆက်လက်ထွေးအကောက်ဖွင့်နေဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီမှာဆက်လက်ထွေးအကောက်ဖွင့်ရ link ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဆီလာထွေး website ထဲဝင်လိုက်ပါနော်ကျွန်တော်တို့ဒီလိုမျိုး website မှာပေါ်လာပဲねကျွန်တော်တို့အမှားကြည့်ကျွန်တော်တို့ပေါ်လာနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ VPN ကိုနိုင်ငံပြောင်းတာဒါမှမဟုတ်နောက်ထပ် VPN တစ်ခုနဲ့ကျွန်တော်တို့ပြောင်းချိန်ပြီးတော့ကျွန်တော်ဝင်ပေးတာစသဖြင့်လုပ်ပေးပါပြီးရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာပေါ့နော်ဥပမာ96662211ပြီးရင်ကျွန်တော်တို့စကားဝတ်နေရာမှာကျွန်တော်တို့နာမည်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့အောင်123စာသဖြင့်ထည့်ပေးရမယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့အပွားစကားဝတ်ကိုပြန်ပြီးတော့ရိုက်ပေးရမယ်ပေါ့နော်အောင်123โอเคပြီးရင်ကျွန်တော်စကားဝတ်ကိုကျွန်တော်တို့ပြန်ပြီးတော့စစ်ကြည့်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့မှတ်ပုံတင်ဆိုတာနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့စစ်တော်တွေအကောက်ဖွင့်ပြီးသားဖြစ်သွားပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့စစ်တော်တွေ website ထဲရောက်သွားပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ active ဆိုတာနှိပ်မယ်ဒီပြဆိုတာနိုင်မယ်ပြီးရင်ကျွန်တော်တို့ဒီကျွန်ုပ်ဆိုတော့နိုင်မယ်ပေါ့နော်အခုမှစပြီးဝင်လာတဲ့ညီလေးတွေကကျွန်တော်ဒီနေရာမှာကျွန်ုပ်လို့မပေါ်ဘဲနဲ့ကျွန်တော်မီလို့ပေါ်နေမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီအောက်ကနေနဲ့ဆက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ဘာသာစကားပြောင်းလဲမှုနေရာမှာကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်အင်္ဂလိပ်လို့ပေါ်နေရင်ကျွန်တော်တို့မြန်မာဘာသာလို့ပြောင်းလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အကောက်ရဲ့ profile ပုံလေးကကျွန်တော်ဒီလိုမျိုးဖြောရမယ်ပေါ့နော်ဒီဆက်လက်ထွေးမှာကျွန်တော်တို့ငွေသွင်းငွေထုတ်ကကျွန်တော်တို့ကိုယ်တိုင်သွင်းပြီးတော့ကိုယ်တိုင်ထုတ်ရမယ်ပေါ့နော်ကျွန်တော်တို့ဂျာကန်အေဂျင့်မရှိပါဘူးကျွန်တော်တို့ငွေသွင်းဆိုတာလေးကိုကျွန်တော်ဘယ်လိုသွင်းရမလဲဆိုတော့ကျွန်တော်ပြပေးမယ်ပေါ့နော်အရင်ဆုံးကျွန်တော်ငွေသွင်းဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ KP နဲ့သွင်းမှာလားဝင်းနဲ့သွင်းမှာလားစသဖြင့်ရွေးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ KP နဲ့သွင်းပြမှာဖြစ်ပါတယ်KP ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ငွေဘယ်လောက်သွင်းမလဲဆိုတာဒီအောက်မှာရွေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့2000ကနေစပြီးတော့အနည်းဆုံးသွင်းလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ငွေသွင်းဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ဒီနေရာမှာကိုယ့်ရဲ့ KP အကောင့်ရဲ့နာမည်နဲ့ဖုန်းနံပါတ်ကိုဖြည့်ပေးရမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့အတည်ပြုပါဆိုတာကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ငွေလဲပေးရမယ်သူရဲ့နာမည်ရဲ့အကောင့်ရဲ့ကျွန်တော်တို့ငွေလဲပေးရမယ်ပမာဏရဲ့ပေါ်လာမယ်ပေါ့နော်ကျွန်တော်တို့ဒီအကောင့်လေးကို copy ကူးပြီးတော့ကျွန်တော်တို့ KP တွေကိုသွားပြီးရင်ကျွန်တော်တို့ဒီအကောင့်ကိုကျွန်တော်ငွေလဲပေးရမယ်ငွေလဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ပြည့်စုံသောငွေပေးချင်မှုဆိုတော့နှိပ်လိုက်ရင်ကျွန်တော်တို့ဒီဆက်လက်ဒီအကောင့်တွေကိုကျွန်တော်တို့ငွေသွင်းပြီးပါပြီပေါ့နော်ကျွန်တော်တို့ဒီနေရာမှာကကျွန်တော်တို့ဒီပေါ်လာတဲ့ကျွန်တော်တို့ဒေါ်စုဒီဖုန်းနံပါတ်စတာတွေကိုကျွန်တော်တို့လက်သမှတ်ထဲမှတ်ထားလို့မရပါဘူးကျွန်တော်တို့ငွေတစ်ခါသွင်းတိုင်းဒီနေရာနံပါတ်တွေကတစ်ခါပြောင်းသွားတယ်လို့ပါကျွန်တော်တို့ငွေလဲပြီးသွားလို့ရှိရင်ပြည့်စုံသောငွေပေးချင်မှုဆိုတာတွေနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ငွေသွင်းခြင်းအောင်မြင်ပါပြီโอเคငွေသွင်းပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘယ်လိုကစားရမလဲဆိုတာကျွန်တော်ပြပေးမယ်ပေါ့နော်ပင်မစာမျက်နှာကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ထီထိုးခြင်းနဲ့ဆော့လို့ရတယ်ပြီးရင် slot game ငါးပန်း game ပြီးတော့တခြား game အသေးစားတွေရှိမယ်ပြီးရင်ကျွန်တော်တို့ ballon game ကာစီနိုဖဲ game စသဖြင့်ကျွန်တော်တို့ကြိုက်တာဆော့လို့ရပါတယ်ကျွန်တော်ထီထိုးခြင်းကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ win goal ရှိတယ် K3 ရှိတယ် 5K ရှိတယ်ကျွန်တော်တရားရှိတယ်ပေါ့နော်ကိုကြိုက်တာကိုဆော့လို့ရပါတယ်ဆော့ရမယ့်ပုံစံကကျွန်တော်ဘာမှမခက်ဘူးပေါ့နော်အကြီးအသေးရွေးပြီးတော့ကျွန်တော်တို့ဆော့ပြရတာဖြစ်ပါတယ်သူကအကြီးအသေးနှစ်ခုတည်းတစ်ခုကြာမှာဖြစ်ပါတယ်ကျွန်တော်တို့ကတောင်းနှောင်ရွေးပြီးတော့ကျွန်တော်ပတ်စံရှာရတာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့တရားရေးဝင်ဆိုတော့တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီလိုလေးပေါ်လာမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့အကြီးအသေးရွေးလို့ရတယ်အရောင်အနေနဲ့အစိမ်းရောင်ခရမ်းရောင်အနေရောင်စသဖြင့်ရွေးလို့ရပါတယ်ကျွန်တော်ကတော့အကြီးအသေးရွေးပြီးတော့ဆော့ရမယ်ပုံစံလေးကိုပြပေးမှာဖြစ်ပါတယ်โอเคဒီမှာ10မိနစ်တစ်ချိန်ကျွန်တော်တို့ဆော့ရရတယ်ပေါ့နော်ကျွန်တော်တို့နောက်ဆုံး10စက္ကန့်ကြာရင်တော့ထိုးလို့မရပါဘူးโอเคသူကအသေးကြာသွားတယ်ပေါ့နော်ဆော့မဲ့ပုံစံကကျွန်တော်တို့
အကြီးကိုထိုးမယ်ဆိုရင်အကြီးကိုတစ်ချက်နေလိုက်မယ်ပြီးရင်ဒီမှာတရားရေးလေးတရားထိုးလို့ရတယ် sorry 1000ထိုးလို့ရတယ်1000ထိုးလို့ရတယ်3သိန်းထိုးလို့ရတယ်ပေါ့နော်ကျွန်တော်ကတရားနဲ့စပြီးတော့ထိုးမှာဖြစ်ပါတယ်ပြီးရင်ဒီစုစုပေါင်းပမာဏတရားဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ပတ်စံတရားထိုးပြီးပါပြီကျွန်တော်တို့ဂိမ်းမှတ်တန်းနဲ့တစ်ချက်ဝင်ကြရလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ထိုးရတာအကြည့်ပစ်ကျွန်တော်တို့ဘယ်လောက်ထိုးရလဲဝင်ကြည့်မယ်ဒီမှာကျွန်တော်တို့တရားထိုးရတာဖြစ်ပါတယ်ဝယ်ယူစင်းတော့တရားပါပြီးရင်ဂိမ်းမှတ်တန်းနဲ့တစ်ချက်ဝင်ကြည့်လိုက်မယ်ဒီနေရာမှာစက္ကန့်လေးသွားနေတယ်ပေါ့နော်ကျွန်တော်တို့10မိနစ်တစ်ခါကျွန်တော်တို့အကြည့်ပဲထိုးအသေးပဲထိုးရတယ်ပေါ့နော်ကျွန်တော်တို့ထိုးတာကျွန်တော်တို့ဒီတိုင်းရိုးတန်းတန်းလိုက်ထိုးနေလို့ရှိရင်ကျွန်တော်တို့နိုင်မှာမဟုတ်တဲ့အတွက်ကျွန်တော်တို့ဒီဆွတ်လော်ထရီမှာကျွန်တော်စားလိုက်ပြီးထိုးတဲ့ပုံစံလေးရှိရပါတော့ကျွန်တော်ဘယ်လိုစားလိုက်ရမလဲဆိုတာကိုပြပေးမယ်ပေါ့နော်အခုကျွန်တော်တို့နိုင်သွားပြီပေါ့နော်နိုင်သွားလို့ရှိရင်ကျွန်တော်ဒီအောက်ကမှားချစ်ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့အကြည့်ကိုထပ်ပြီးတော့တရားနဲ့ထိုးမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်လို့ရှိရင်တရားနဲ့ပဲထိုးမယ်ကျွန်တော်တို့စားလိုက်မယ့်ပုံစံရှုံးလို့ရှိရင်ကျွန်တော်တို့စားလိုက်မှာဖြစ်ပါတယ်ကျွန်တော်100နဲ့ရှုံးရင်ကျွန်တော်200ထိုးမယ်200နဲ့ရှုံးရင်ကျွန်တော်900ထိုးမယ်900ရှုံးလို့ရှိရင်ကျွန်တော်1000ထိုးမယ်1000ရှုံးရင်ကျွန်တော်2000ထိုးမယ်စသဖြင့်ကျွန်တော်တို့စားရင်းနဲ့တက်ပြီးတော့ထိုးမှာဖြစ်ပါတယ်အခုကျွန်တော်100နဲ့ထိုးတာနိုင်သွားတယ်ပေါ့နော်နိုင်သွားရင်တော့ကျွန်တော်တို့100နဲ့ပဲပြန်ပြီးတော့အစနဲ့ပြန်ထိုးမှာဖြစ်ပါတယ်ကျွန်တော်တို့ရှုံးမှာစားလိုက်ပြီးတော့ထိုးမှာဖြစ်ပါတယ်ကျွန်တော်တို့စားလိုက်ပြီးထိုးတာဘာကောင်းလဲဆိုတော့ကျွန်တော်100ပဲထိုး200ပဲထိုး900ပဲထိုး1000ပဲထိုးပါတော့ကျွန်တော်တို့1000နဲ့ထိုးလို့နိုင်သွားလို့ရှိရင်အဲ့ပမာဏကကျွန်တော်တို့အရှိရရှုံးလာတဲ့ပမာဏထက်ကိုကျွန်တော်တို့ပို့ပြီးတော့အမြတ်ပို့ပြီးတော့ရနိုင်တယ်ပေါ့နော်ကျွန်တော်ဘယ်လိုလဲဆိုတော့ပြမယ်ပေါ့နော်โอเคကျွန်တော်ရှုံးရပါတော့ရှုံးလို့ရှိရင်ဒီနေရာမှာကျွန်တော်ကြည့်လိုက်မယ်ကျွန်တော်အကြည့်ကိုဆက်ပြီးတော့ကျွန်တော်200နဲ့စားလိုက်မှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်200နဲ့နိုင်သွားလို့ရှိရင်ကျွန်တော်တို့400ရမယ်200နဲ့နိုင်ရင်400ရမယ်စွမ်းနာထိုးရတာ100ရဲ့အခုထိုးတာ200ရဲ့ဒါဆိုစုစုပေါင်း300ရှိပြီပေါ့နော်ကျွန်တော်တို့နိုင်ရမှာ400ဒါဆိုရင်ကျွန်တော်တို့100မြတ်တယ်ဒါကကျွန်တော်တို့စားလိုက်ပြီးထိုးတာဖြစ်ပါတယ်ကျွန်တော်တို့ဒီဆွမ်းနာကျွန်တော်ပြထားတဲ့လင်းလေးတွေကနေပြီးတော့အကောက်ဖွင့်ကျွန်တော်ငွေတင်ပြီးပါလို့ရှိရင်ဆွမ်းနာကျွန်တော်ကျွန်ုပ်ဆိုတဲ့ကျွန်တော်တို့ရဲ့ဒီဆွလာတီ profile လေးကိုကျွန်တော်တို့ screenshot ရိုက်ပြီးတော့ဒီကျွန်တော်အကောက်ကိုပို့ပေးလို့ရှိရင်ကျွန်တော်တို့ PMB channel တွေကိုအလကားထည့်ပေးတယ်ပေါ့နော် PMB channel လေးထဲမှာဆိုရင်ကျွန်တော်ကိုယ်တိုင်ဆော့ပြထားတဲ့ကစားနည်းတွေဒီဆွလာတီကစားနည်းတွေဆွလာတီကနေငွေရှာနည်းတွေအဆုံးရှိရပေါ့နော် Okayโอเคကျွန်တော်တို့မနိုင်သေးဘူးပေါ့နော်โอเคခဏဆက်လိုက်မယ်ကျွန်တော်တို့ဒီတစ်ခါအသေးကိုစထုံးမယ်ပေါ့နော်အသေးကိုကျွန်တော်900နဲ့စားပြီးတော့စားလိုက်မှာဖြစ်ပါတယ်100 200 500ကျွန်တော်တို့1000 2000 5000စသဖြင့်ကျွန်တော်စားလိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အများကြီးပဲကျွန်တော်တို့မရှုံးနိုင်ဘူးပေါ့နော်တစ်ချိန်မှာတော့ကျွန်တော်တို့ထိမှာဖြစ်ပါတယ်ကျွန်တော်တို့ဆက်လက်ထွေရဲ့ကစားနည်းအစုံစုံကိုကျွန်တော်ရဲ့ PMB channel မှာလာပြီးတော့ကြည့်လို့ရတယ်ပေါ့နော်โอเคကျွန်တော်ရှုံးတယ်ပေါ့နော်ရှုံးလို့ရှိရင်ကျွန်တော်စားလိုက်တာ100 200 500ဒီရှိနေပြီပေါ့နော်ကျွန်တော်ဒီခါ1000နဲ့အကြည့်ကိုကျွန်တော်စားလိုက်မှာဖြစ်ပါတယ်100 200 500 1000 2000 5000စသဖြင့်ကျွန်တော်စားလိုက်မှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့နိုင်သွားပြီပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးဆောက်ကစားပြီးတော့ကျွန်တော်အမြတ်ငွေလေးရှာလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့နိုင်သွားလို့ရှိရင်ကျွန်တော်ငွေဘယ်လိုထုတ်မလဲဆိုတာကိုပြပေးမယ်ပေါ့နော်ကျွန်တော်နောက်ကိုတစ်ချက်ဆုပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ကျွန်ုပ်ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာနိုင်တဲ့ပတ်စံလေးကျွန်တော်တို့စုစုပေါင်းလိုက်ကြဆိုတဲ့နေရာမှာပေါ်လာမယ်ပေါ့နော်ပြီးရင်ကျွန်တော်ငွေထုတ်ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့ KP နဲ့ထုတ်မှာလားကျွန်တော် weight နဲ့ထုတ်မှာလားစသဖြင့်ယူလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီငွေထုတ်ကောက်ကိုစသဖြင့်ဆော့ရလူတွေကကျွန်တော်ငွေထုတ်ကောက်မချက်ရသေးဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ KBZ page ကျွန်တော်39ခွန်ဘလောက်ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီနေရာမှာကျွန်တော်အပေါင်းလက္ခဏာလေးဖြစ်နေမှာပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်အထဲမှာကျွန်တော်တို့ငွေထုတ်မယ်ကျွန်တော်တို့ရဲ့ KP အကောင့်နာမည်ရဲ့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုထည့်ပြီးတော့ကျွန်တော်တို့အတည်ပြုစရာနှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီလိုပုံစံလေးဖြစ်အောင်မယ်ပေါ့နော်
တကယ်လို့ကျွန်တော်တို့က1000သွင်းထားတယ်ပြီးတော့ကျွန်တော်တို့ဆော့တာလည်း1000မပြည့်သေးဘူးဆိုလို့ရှိရင်ကျွန်တော်ထုတ်နိုင်တော့လက်ကျန်ဆိုတဲ့နေရာမှာကျွန်တော်0ပြနိုင်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့လောင်းချင်းထိုးရန်လိုအပ်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဘယ်လောက်ထိုးရန်ကြံသေးလဲဆိုတော့ကျွန်တော်ပြပေးတယ်ပေါ့နော်ကျွန်တော်တို့က1000သွင်းထားတယ်3000ပဲထိုးပေးရသေးတယ်ဆိုရင်ကျွန်တော်ဒီနေရာမှာ9000ကြံသေးတယ်ပေါ့နော်ဒီစစ်လက်တွေကကျွန်တော်1000သွင်းရင်1000မို့ပြန်ထိုးပေးရမယ်ထိုးရမှကျွန်တော်တို့ငွေပြန်ထုတ်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ထားပါတယ်ကျွန်တော်1000ထုတ်မယ်ဆိုရင်ကျွန်တော်တို့ငွေထုတ်ဆိုတော့နှိပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့အကောက်ဖွင့်တော့ကျွန်တော်တို့ထည့်ခဲ့တဲ့စကားဝတ်ကိုကျွန်တော်ဒီမှာထည့်ပေးရမှာဖြစ်ပါတယ်စကားဝတ်ထည့်ပြီးသွားလို့ရှိရင်ငွေထုတ်ကြောင်းအတီးပြုတ်ပါအောင်နှိပ်လဲလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ငွေထုတ်ခြင်းအောင်မြင်ပါပြီပြီးတော့ကျွန်တော်တို့ဒီနေရာမှာဆက်လက်ထွေးမှာကျွန်တော် VNB ခံစားခွင့်တွေလည်းရှိတယ်ပေါ့နော် VNB ဆိုတာလေးကိုတစ်ချက်နေလိုက်မယ်စသချင်းကျွန်တော်မိတ်ဆွေတို့ကကျွန်တော်တို့VNB 0ဆိုတာလေးဖြစ်နေမယ်ပေါ့နော်ကျွန်တော်တို့ VNB 1ရောက်သွားလို့ရှိရင်ကျွန်တော်တို့လာစဉ်ကျွန်တော်တို့1000ရမယ် VNB 1အစစ်မြင့်နိုင်လို့ရှိရင်ကျွန်တော်တို့2266ကျပ်ရမယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကစားနေ VNB 2ရောက်သွားလို့ရှိရင်ကျွန်တော်တို့လာစဉ်လာတိုင်းကျွန်တော်2666ကျပ်ရမယ်ပေါ့နော်နောက်ပြီးတော့ဒီ VNB အစစ်မြင့်စုကြည့်ကျွန်တော်9266ကျပ်ကျွန်တော်တစ်ချိန်ပဲရမှာဖြစ်ပါတယ်ကျွန်တော်တို့ VNB 2ရောက်တာနဲ့တစ်ချိန်ရမယ်ဒါကတော့အောက်က2600ကတော့ကျွန်တော်တို့လာတိုင်းရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ VNB 3ရောက်သွားလို့ရှိရင်ကျွန်တော်တို့ဒီအစစ်မြင့်စုကြည့်ကျွန်တော်1000ကျော်ရမယ်ပေါ့နော်1000ကျော်ကျွန်တော်တစ်ချိန်ပဲရမှာဖြစ်ပါတယ်ကျွန်တော်တို့လာစဉ်ကျွန်တော်တို့ဒီ3900ပုံမှန်ရနေမှာဖြစ်ပါတယ်ကျွန်တော်တို့ VNB 4ရောက်သွားလို့ရှိရင်တော့ကျွန်တော်တို့အစစ်မြင့်စုကြည့်16000ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့လာတိုင်းကျွန်တော်တို့9000ရနေမှာဖြစ်ပါတယ်ကျွန်တော်တို့ VNB က VNB 10တိရှိတယ်ပေါ့နော် VNB 10တိရောက်သွားမယ်ဆိုလို့ရှိရင်လာစဉ်ကျွန်တော်တို့29သိန်းရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့အစစ်မြင့်စုကြည့်အနေနဲ့ကျွန်တော်တို့63သိန်းရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့စစ်လော်ထရီကကျွန်တော်တို့ပုံမှန်ကစားနေလို့ရှိရင်ကျွန်တော် VNB နဲ့ပဲအတက်ဆင်ချင်းတက်နေမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီနေရာဆက်လော်ထရီကကျွန်တော်ဒီလောက်ဆောင်ချက်ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ channel မှာချပေးထားတဲ့ဒီဆက်လော်ထရီကျွန်တော်လက်ဆောင်ကုတ်တွေကိုကျွန်တော်ဒီနေရာမှာလာပြီးတော့လဲလို့ရပါတယ်ဒီနေရာမှာကျွန်တော် channel ချပေးတဲ့လက်ဆောင်ကုတ်ကိုရိုက်မယ်ပြီးရင်ကျွန်တော်လက်ခံပြီးဆိုတာနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဆက်လော်ထရီကကျွန်တော်တို့မုတ်ဖို့ရတယ်ပေါ့နော်ဒီမုတ်ဖို့ကကျွန်တော်တို့3ရက်အတွင်းငွေသွင်းထားမှရမှာဖြစ်ပါတယ်ကျွန်တော်တို့ငွေသွင်းတာက1ရက်နေ့ကငွေသွင်းတိုင်းကျွန်တော်3ရက်အတွင်းဒီလက်ဆောင်ကိုလေးလို့ရမယ်ဒါပေမဲ့4ရက်နေ့ကျလို့ကျွန်တော်လက်ဆောင်ကိုရလို့ဝင်လို့ရှိရင်ငွေမသွင်းတော့လို့ရမှာမဟုတ်ပါဘူး3ရက်အတွင်းငွေသွင်းထားတာပဲငွေသွင်းထားတဲ့သူကပဲကျွန်တော်တို့ဒီလက်ဆောင်ကိုရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီနေရာမှာနေ့စဉ်ချက်ရင်လည်းကျွန်တော်ဝင်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီနေရာမှာစီကန်းချက်များဆိုတာကိုတစ်ချက်နေလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ပထမရက်မှာကျွန်တော်1000သွင်းလို့ရှိရင်ကျွန်တော်တို့ဒီချက်အင်နေရာမှာကျွန်တော်300ရမယ်ပေါ့နော်တကယ်လို့ကျွန်တော်2000ဒုတိယရက်မှာ2000သွင်းလို့ရှိရင်900ရမယ်တတိယရက်မှာကျွန်တော်9000သွင်းရင်ကျွန်တော်1800ရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ mobile legend sorry လို့ဆိုရင်သိပါတယ်နေ့စဉ်ကျွန်တော်တို့ဂိမ်းထဲဝင်နေပြီးတော့ကျွန်တော်တို့ဒီ test တွေလုပ်တယ်လို့မျိုးပေါ့နော်ပထမရက်မှာဝင်1000သွင်းရင်ကျွန်တော်တို့300ကိုချက်ရင်ဝင်လို့ရမယ်ဒုတိယရက်မှာကျွန်တော်တို့ဝင်ပြီး2000သွင်းရင်900ကိုကျွန်တော်တို့ဒီဘောနက်အနေနဲ့ရမှာဖြစ်ပါတယ်ဘောနက်ကတော့သူထည့်ပေးတာမဟုတ်ပါဘူးကျွန်တော်တို့ငွေ1000သွင်းလာလို့ရှင်ဒီချက်ရင်ဆိုတော့တစ်ချက်နေလိုက်ကျွန်တော်300ရမယ်ဒုတိယရက်မှာကျွန်တော်တို့ဒီ2000သွင်းမယ်ဆိုရင်ကျွန်တော်ဒီ900ကိုဒီချက်ရင်ဆိုတော့တစ်ချက်နေလိုက်ရှင်900ရမယ်တတိယရက်မှာကျွန်တော်တို့5000သွင်းမယ်ဆိုရင်ကျွန်တော်တို့ချက်ရင်ဆိုတော့နေလိုက်ရင်1800ကျပ်ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီပင်မဆန်မျက်နှာကိုတာမယ်ပြီးရင်ဒီနေရာကကျွန်တော်တို့ဒီ lucky wheel လေးဆိုတာလေးကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော် wish pin ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီမှာပြမယ်ပေါ့နော်ကျွန်တော်တို့1000သွင်းလို့ရှိရင်တစ်ချိန်လှည့်လို့ရမယ်3000သွင်းရင်ကျွန်တော်တို့နောက်ထပ်တစ်ချိန်ထည့်လို့ရပါမယ်3000သွင်းရင်ကျွန်တော်2ချိန်လှည့်လို့ရမယ်ကျွန်တော်8000သွင်းလို့ရှိရင်3ချိန်လှည့်လို့ရမယ်ပေါ့နော်ဒီပုံမှာတစ်ချိန်ဒါဆိုရင်3ချိန်လှည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဟာကျွန်တော်တို့တစ်ချိန်နဲ့တွင်းရမှာဖြစ်ပါတယ်ကျွန်တော်1000တစ်ခါတွင်းနေနောက်တစ်ခါ1000တစ်ခါတွင်းနောက်တစ်ခါ1000တစ်ခါတွင်းနေဆိုရင်ဒါဆိုစုစုပေါင်း3000ဖြစ်သွားပြီမယ်ကျွန်တော်ဒီနေရာမှာကျွန်တော်3000ရမှာမဟုတ်ပါဘူးဒါဖြစ်လို့လဲဆိုတော့3000ဆိုရင်3000တွင်းမယ်ဆိုရင်3000ကိုတစ်ခါတည်းတွင်းရမှာဖြစ်ပါတယ်ကျွန်တော်1000တွင်းမယ်ဆိုရင်1000ကိုတစ်ခါတည်းတွင်းရင်ကျွန်တော်တစ်ချိန်လှည့်ခွင့်ရမှာဖြစ်ပါတယ်ကျွန်တော်3သိန်းတွင်းနေဆိုလို့ရှိရင်5ချိန်လှည့်ရမယ်3သိန်းတစ်ခါတည်းတွင်းမှရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ lucky wheel ထဲမှာဆိုရင်တော့ကျွန်တော်တို့300နဲ့စပြီးတော့ကျွန်တော်တို့ဒီသိန်း100ထိပေါက်နိုင်တယ်ပေါ့နော်ဒီမှာကျွန်တော်လှည့်ထားတာလေးလည်းရှိပါတယ်ကျွန်တော်အများဆုံးကျွန်တော်2000ထိတော့ပေါက်ဖို့သေးပါတယ် Okay ပြီးတော့ဒီနေရာမှာကျွန်တော်တို့
ဆက်လောက်ဂိမ်းနေလဲကျွန်တော်ဆော့လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တခုရှင်းပြကြရှိပါသေးတယ်ကျွန်တော်ပတ်စံအေးဆိုတာကိုတစ်ချက်နေလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့အဓိကပတ်စံအေးဆိုတဲ့နေရာမှာကျွန်တော်တို့39,166ကျပ်ကျွန်တော်တို့ဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့ဆက်လောက်တဲ့ဝင်လိုက်မယ်ပြန်မဆိုင်မနာသွားမယ်ဆက်လောက်တဲ့ဝင်လိုက်မယ်ပြီးပြဂိမ်းဆိုတာကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီအဖိုးကြီးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒီပြဒါဆိုရင်ကျွန်တော်တို့ဆက်လောက်ဂိမ်းတွေကိုရောက်သွားတယ်ပေါ့နော်ရောက်သွားရင်ကျွန်တော်တစ်ချက်ပြန်ထွက်လိုက်မယ်ကျွန်တော်ဆိုတော့နှိပ်ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်စုစုပေါင်းလက်ကျန်ဆိုတဲ့နေရာမှာ0လို့ပြနေတယ်ပေါ့နော်ဒါဆိုရင်အခုမှဆက်ဆက်မယ်ကျွန်တော်ညီလေးတွေကကျွန်တော်ဆက်လော်တဲ့ဝင်ပြီးတော့ကျွန်တော်တို့ပြန်ထွက်လာတဲ့အခါကျရင်ဒီနေရာမှာပတ်စံနေမရှိတော့တဲ့အခါကျွန်တော်ပတ်စံနေဘယ်သွားလဲဘာလဲဆိုရင်လာမေးတဲ့လူတွေရှိတယ်ပေါ့နော်တကယ်တော့ပတ်စံပြသွားတာမဟုတ်ပါဘူးကျွန်တော်ပတ်စံအိတ်ကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ကျွန်တော်တို့ရဲ့ပတ်စံတွေကကျွန်တော်တပ်ပါတီပတ်စံအိတ်တွေကိုရောက်လာတာဖြစ်ပါတယ်ကျွန်တော်တို့ဆက်လော်ဂိမ်းနဲ့ပဲဝင်ပေါ်လုံးဂိမ်းနဲ့ဝင်ကျွန်တော်ပတ်စံတွေကဒီတပ်ပါတီပတ်စံအိတ်တွေရောက်နေတယ်ပေါ့နော်ဒါဆိုရင်တစ်ချက်နှိပ်ပြီးပြန်နေရယူပါကျွန်တော်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ပတ်စံဒီပြန်မအဓိကပတ်စံတွေကိုပြန်ရောက်သွားမယ်ပေါ့နော်โอเคအဓိကပတ်စံနေရာမှာကျွန်တော်3900ဖြောရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့စုစုပေါင်းလက်ကျန်3900ပြန်ဖြောသွားပါတယ်ဒါဆိုရင်ကျွန်တော်တို့ဆက်လက်ထွေးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့ရှင်းပြစရာလေးရှိတော့မှမထင်ပါဘူးဗျကျွန်တော်မိတ်ဆွေတွေလည်းနားလည်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ညီလေးညီမလေးတွေအကုန်လုံးလည်းကျွန်တော်တို့ဆက်လက်ထွေးရနေကျွန်တော်တို့ငွေတွေအများကြီးရှာနိုင်ပါစေဗျ